ကံတရားဆိုတာကိုလုံးလိုက်လို့တစ်ဖက်သားအစဉ်ပြေသွားရင်အဲ့ဒီအစဉ်ပြေမှုဟာကိုစီပြန်ရပါကံတရားရဲ့သဘောကိုလုံးတဲ့ဟာကိုစီပြန်ရမရောက်ဖဲမနေဘူးဟုတ်လားလမ်းမှာတင်ပျောက်သွားမယ်ဆိုတာမရှိဘူးပတ်စံတော့ပျောက်ချင်ပျောက်မှာဒီဟာမပျောက်ဘူးကုသိုလ်ကောင်းမှုကလုပ်ပြီးရင်ကိုစီအဲ့တော့ကုသိုလ်လုပ်ပြီးဆိုရင်စိတ်ပါလက်ပါအကျိုးကိုသိပြီးတော့ကြိုးစားတော့မြတ်စွာဘုရားတောင်းဖို့အေးလှူတဲ့တန်းတဲ့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာတဲ့ဟိုလုပ်ငန်းကသေးတာမသေးတာဒီလှူတာလဲကောင်းတာမကောင်းတာများတာနေတာဒါတွေအဓိကမဟုတ်ပါဘူးတဲ့အရေးကြီးတာဘာလို့ဆိုရင်တလေးတစားလုပ်ဖို့အရေးကြီးတယ်ကိုလုပ်တဲ့လုပ်ငန်းတစ်ခု I do my best ဘာပဲလုပ်လို့အကောင်းဆုံးဖြစ်အောင်လုပ်စိတ်အားနှစ်ပြီးတော့လုပ်တာကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်လုပ်တယ်မလုပ်ရင်တော့အကျိုးပေးတော့လည်းမပေးခြင်းပေးမှာပဲဒါဟာသူဘယ်သူမှလုပ်တာမဟုတ်ဘူးသူစိတ်စေနာတိုင်းဖြစ်မှာစိတ်တိကတောဒါနလေးဒီကိုလုံးတဲ့ဟာသူများချမ်းသာပါစေဆိုတဲ့စိတ်ထဲကမုံမြတ်တဲ့နှလုံးသားနဲ့ပြုလုပ်ရမယ်တာထာတာနဲ့လေးဒီကိုယ်တိုင်ပါဝင်လုပ်ရမယ်အလူလူလည်းဒီတိုင်းအာဂမနဒိဋ္ဌိကိုလုံးတဲ့ဟာတွေဘယ်တော့မှပျောက်ပြစ်မသွားဘူးကိုယ်စီပြန်ရောက်လာမှာပဲဆိုတာသိရှိနားလည်ပြီးလှူတဲ့တန်းနဲ့ကုသိုလ်လုပ်ရမယ်ဒီလိုဟောတာနော်အဲ့တော့နောက်ဆုံးမှာဒီကုသိုလ်ကောင်းမှုတွေဟာပျောက်ပြစ်သွားတာမဟုတ်ဘူးကိုယ်စီရောက်လာအေးဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝဝမ်းသာတယ်နှစ်ဘဝလုံးဝမ်းသာရတယ်အကျိုးပေါ်လာတဲ့အခါကျတော့အလုံးပို့ပြီးတော့ဝမ်းသာရလိမ့်မယ်လို့ဒီလိုဟောတာ